တရားကိုအမြဲတမ်းရှိနေတဲ့ပုဂ္ဂိုလ်ဉာဏ်သုံးပါးအမြဲတမ်းကိုယ်ဝင်နေတဲ့ပုဂ္ဂိုလ်ဟာဒီခတ်တဲ့ဉာဏ်ခံတဲ့အန္တရာယ်ခံတဲ့ဘယ်တော့မှမဖြစ်ဘူးနော်အဲ့ဒီမိမိစိတ်ထဲမှာတစ်ခါလေးမြင်တာတွေ့တာမိမိစိတ်ထဲမှာတက်တော့သွားတယ်အောင်ငါမှာဘာသာရေးလို့အားနေနေလို့ဆိုပြီးစိတ်ထဲမှာနှလုံးသွင်းဟုတ်တယ်မလားအားပဲလူလူချင်းပဲကြောက်ကြစီဆန္ဒဘာမှကြောက်ကြမလို့ဟုတ်တယ်မလားဒီလိုပဲကောက်ကြတာခြေနဲ့ဥစ္စာရမကောက်ချင်ဘူးဒီလိုမှတို့လူတွေကောင်းနေမကြိုက်ဟုတ်တယ်မလားအားဒါမိမိတို့ဒီလူလူချင်းပဲကြောက်ကြစီတဲ့ဓမ္မဟောဝေရတ္တိဓမ္မစာရေးဆိုတဲ့အတိုင်းနဲ့ရောဒီပုဂ္ဂိုလ်ဒီဝေရှင်တဲ့ဓမ္မတရားဟောတဲ့တိစောင့်ဆောင်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကတရားကပြန်စောင့်ဆောင်နေတယ်တဲ့ဟုတ်တယ်မလားလေခန်းကဘဝဟောင်းကိုစွန့်၍ဘဝဟောင်းကိုစွန့်၍ဘဝတည်သို့ဥပြောင်းသွားသောနန္ဒဂိုင်းဝင်ဖခင်ကြီးဥမျိုးမြင့်အားသူအားဖြင့်ရည်စူးရည်မှန်း၍တရားမှုရှိသောသံဃာတော်ရှင်သူမြတ်တို့အားစွန့်စားရှိသောလူရန်ဘွယ်အားကျွမ်းအားတို့ကိုစတန်လူရန်ရသောဒါနကုသိုလ်စောက်တည်ရသောသီလကုသိုလ်နာကြားရသောဓမ္မသာဝနာကုသိုလ်ပွားများရသောဘာဝနာကုသိုလ်ဤကုသိုလ်ကံစေတနာတို့ဤ